မင်းအောင်လှိုင်ကိုဖိတ်ခေါ်တဲ့ထိုင်းဆိုရကိုရှင်းလင်းချက်ပေးရန်ထိုင်းလွှတ်တော်အမတ်တွေတောင်းဆိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဘင်းစတက်စီဝေတို့တက်ရောက်ရန်ဖိတ်ခေါ်တဲ့ထိုင်းဆိုရဖွဲ့ကိုရှင်းလင်းချက်တွေပေးရန်ထိုင်းလွှတ်တော်အမတ်တွေကတောင်းဆိုလိုက်ကြောင်းသိရပါတယ်။မင်းအောင်လှိုင်ကဘန်ကောက်မြို့သို့ဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေထောင်တန်နာဝတ်ထရာဆိုရဖွဲ့နေဖြင့်ဖြည့်ရှင်းချက်ပေးရန်ထိုင်းအမတ်တွေကလွှတ်တော်ကတစင်တောင်းခံနေပါတယ်။ယနေ့ဧပြီလ3ရက်နေ့ဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်္ဂလားပင်လယ်ပူးပေါင်းဆောင်ရွက်ဖွဲ့လို့တည်ကြတဲ့ဘင်းစတက်စီဝေတို့မြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကလက်ရှိထိုင်းဆိုရဖွဲ့ကဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ကဘန်ကောက်မြို့ကိုဧပြီလ3ရက်နေ့လယ်ပိုင်းမှာရောက်ရှိမည်ဟုလည်းထိုင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်။တရားမျှတရေးပါတီကနေလွှတ်တော်အမတ်ကန်နာဝီကမြန်မာစစ်အာဏာရှင်အားဘယ်နိုင်ငံဘယ်ထိပ်သီးစီဝေမှာတက်ရောက်ခွင့်မရတာကြပါပြီ။ရုရှားတို့တရုတ်တို့ပဲသူတို့ဖက်လုပ်ပြီးဖိတ်ပါတယ်။အဲဒီနိုင်ငံတွေပဲသွားခဲ့တဲ့ဒါပေမဲ့မင်းအောင်လှိုင်တတိယမြောက်ချိန်ချတဲ့နိုင်ငံကထိုင်းနိုင်ငံလို့ပြောပါတယ်။အရန်သားပြည်သူတွေရှာနေရတွေကိုနေ့စဉ်ပေါ်ကျတိုက်ခိုက်နေမြန်မာစစ်အာဏာရှင်ကောင်းဆောင်မင်းအောင်လှိုင်ကထိုင်းဆိုရကဖိတ်ကြားထားတဲ့ကိစ္စကိုတိုင်းသူပြည်သားတွေရှင်းလင်းချက်ပြန်တောင်းဆိုခြင်းဖြစ်တယ်လို့ကန်နာဝီကဆိုပါတယ်။စစ်ကောင်စီဖွဲ့ကငလင်းလောက်ခတ်တဲ့မတ်လ28ရက်နေ့ကနေ30ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုပေါင်း20ကြိမ်ထိလှုပ်ဆောင်ခဲ့ပြီးမြန်မာပြည်သူအရက်သား12ဦးထိတေဆုံးခဲ့ရလို့တရားမျှတရေးပါတီလွှတ်တော်အမတ်ကန်နာဝီကပြောပါတယ်။မြန်မာနိုင်ငံတွင်ကဒီမိုကရေစီရရှိရေးပါဝင်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းနဲ့နိုင်ငံတကာအဖွဲ့အစည်းကလည်းမြောက်လည်ရလူလဆက်ဆံနေကြတဲ့ထိုင်းဆွဲအဖွဲ့ကိုကန့်ကွက်ကြပါတယ်။ဆက်လက်ပြီးဖရူဆိုမြို့နယ်ကရက်ကွက်ချုပ်ကိုစစ်ကောင်စီကအကြောင်းမဲ့မိရှို့ဖျက်ဆီးကင်းဒီဒေသကဖရူဆိုမြို့နယ်ကရက်ကွက်နှစ်ခုကနေအိမ်တွေကိုအာလာသိန်းစစ်ကောင်စီကအကြောင်းမဲ့မိရှို့ဖျက်ဆီးခဲ့လို့ကင်းဒီမြို့သားကာကွယ်ရေးတပ်ဖွဲ့ကရုပ်သံနဲ့တကွာထုတ်ပြန်ပါတယ်။ကင်းဒီပြည်နယ်ဖရူဆိုမြို့နယ်ညောင်စင်ရက်ကွက်နဲ့ရွှေပြည်သာရက်ကွက်တွေရှိနေအိမ်တွေကိုစစ်ကောင်စီကမတ်လ30ရက်နေ့မှာအကြောင်းမဲ့မိရှို့ဖျက်ဆီးခဲ့လို့ဖော်ပြထားပါတယ်။